Empire ကြီးကိုအုံးမြစ်ချခဲ့ပြီးမြန်မာနိုင်ငံ၏ပထမဆုံးသောစီးလုံးညီညွတ်မှုကိုတည်ဆောက်ခဲ့သည့်အနော်ရထာမင်းကြီးသည်မြန်မာသမိုင်းတွင်အထင်ရှားဆုံးနှင့်တခိုးအာဏာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။သို့တော်လည်းဤမြကြီးကျယ်ခမ်းနားသည့်ဘရင်ကဘာ၏နောက်ဆုံးအရင်သည်အဘယ်ကြောင့်ယနေ့တိုင်လူဝတ်စမ်းကြယ်နေရသနည်း။သမိုင်းစာမျက်နှာများ၏နောက်ွယ်တွင်ဖုံးကွယ်ထားသောအမှန်တရားနှင့်အငင်းကွဲဖွယ်ရာအချက်လက်များကိုယနေ့တွင်အသေးစိတ်ခွဲခြမ်းစီဖြာတင်ဆက်ပေးသွားပါမည်။အနော်ရထာမင်းကြီးသည်ပကံပြည်ကိုတဲငယ်သည့်နယ်မြေတစ်ခုအစင်မှာအာရှတိုက်တွင်ခံညားထဲဝါသော Empire ၏တစ်ခုဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။စိုက်ပျိုးရေးအတွက်စေမြောင်းတာတမန်များတည်ဆောက်ခြင်းအရေးကြီးတို့၏မာယွန်းသောအယူဝါဒများကိုတိုက်ဖြတ်၍ထေရဝါဒဗုဒ္ဓဘာသာကိုထွန်းကားစေခြင်းနှင့်စေရေးအရာနယ်ပယ်ချဲ့ထွင်ခြင်းတို့ကြောင့်သူသည်ပြိုင်ပတ်မရှိသောသူရဲကောင်းသူအဖြစ်သတ်မှတ်ခံခဲ့ရသည်။သို့သောသူ၏အောင်မြင်မှုများမိမားလာသည့်ညနေများသူ၏ငကုံးသည်လည်းမထင်မှတ်ထားလောက်အောင်ရွရက်ဆန်လွန်ခဲ့ပါတယ်။မြမရာဇဝင်ကျမ်းများတွင်အနော်ရထာမင်းကြီး၏ကွယ်လွန်မှုကိုနတ်ဆိုးဖန်းစားထားသောကျွဲဖြူကြီးတစ်ကောင်နှင့်တိုက်ခိုက်ရန်နှရွာဆန်ခဲ့ရသည်ဟုဖော်ပြကြသည်။မင်းကြီးသည်တောကစားထွက်ရန်ကျွဲဖြူကြီးကိုလိုက်လံနှိမ်နှင်းလာတွင်ကျွဲချိုဖြင့်ခွေခံရပြီးအသက်ဆုံးရှုံးခဲ့ရာကရုပ်အလောင်းကိုပင်ရှာမတွေ့ခဲ့ဟုဆိုထားပါတယ်။ဤဇာလန်သည်ပုံပြင်းဆန်လွှဲနေပြီးအေယာမာအင်ပါယာကြီးကိုအုပ်ချုပ်နေသည့်စစ်ရေးကျွမ်းကျင်လာသည့်ဘုရင်တစ်ပါးကကျွဲတကောင်ကြောင့်အသက်ဆုံးရှုံးခဲ့ရသည့်ဆိုခြင်းမှာခေတ်သစ်လူသားများအတွက်ယုံကြည်ရန်ခက်ခဲလာပါတယ်။ထိုခေတ်ကနိုင်ငံရေးအခြေအနေကိုပြန်လည်ဆန်းစစ်ကြည့်လျင်အနော်ရထာမင်းကြီးတွင်ရန်သူတော်များစွာရှိနေသည်ကိုတွေ့ရမည်ဖြစ်ပါတယ်။သူသိမ့်ပိုက်ခဲ့သောနယ်မြေများမှာမကျေနပ်သည့်ဒေသခံခေါင်းဆောင်များအာဏာနှင့်အခွင့်အရေးများဆုံးရှုံးခဲ့ရသည့်အရေးကြီးများနှင့်နန်းတွင်အတွင်အာဏာလူလိုသူများသည်မင်းကြီးကိုဖယ်ရှားရန်အခွင့်အရေးကိုအမြဲစောင့်ကြည့်နေခဲ့ကြသူများဖြစ်ပါတယ်။အထူးသဖြင့်မင်းကြီး၏တခိုးအာဏာအောက်တွင်ဖိနှိပ်ခံထားရသည့်အင်အားစုများအတွက်တောကစားထွက်ချိန်သည့်လှုပ်ကြံရန်အကောင်းဆုံးအခွင့်အရေးဖြစ်နေခဲ့ပါတယ်။တမိုင်းသူတိတ်သည့်အချူ၏အယူအဆအရကျွဲဖြူကြီးဆိုသည်မှာတကယ်တမ်းတွင်တီရဆန်တကောင်မဟုတ်ပဲလှုပ်ကြံသူများပေးထားသည့်လူဝတ်အမည်သို့မဟုတ်ရန်သူများ၏အစွန်ယူထားမှုတစ်ခုဖြစ်နိုင်သည်ဟုယူဆကြတယ်။ဘရင်တစ်ပါးကိုတရက်လှုပ်ကြံရန်ခက်ခဲဆိုပြီးတောတွင်တနေရာတွင်အကွက်ချစီစဉ်ထားသောနိုင်ငံရေးလှုပ်ကြံမှုတစ်ခုဖြစ်နိုင်ခြေရှိပါတယ်။ရုပ်အလောင်းကိုရှာမတွေ့ခြင်းမှာလည်းဖက်တီဖြောက်ဖြွရန်လှုပ်ကြံသူများကကြိုတင်စီစဉ်ထားခြင်းကြောင့်ဖြစ်နိုင်သည်ဟုခေတ်သစ်သီအိုရီများကဆိုကြတယ်။တမိုင်းပညာရှင်များ၏အမြင်အရအနော်ရထာမင်းကြီးကွယ်လွန်ရခြင်းသည်ရာဇဝင်သေးကအတိုင်းမတော်တဆမှုလားသို့မဟုတ်တမိုင်းကဖုံးကွယ်ထားသည့်လှုပ်ကြံမှုလားဆိုသည်မှာယနေ့တိုင်အပြေရှားမရသေးသည့်ပူဟေလီတစ်ခုဖြစ်နေစေပါတယ်။သို့တော်လည်းသူ၏ကွယ်လွန်မှုသည်ပကံအင်ပါယာ၏အချိုးအကွေတစ်ခုဖြစ်ခဲ့သည်မှာတော့အမှန်ပင်ဖြစ်ပါတယ်။ဘယ်လိုပင်ဖြစ်စေအနော်ရထာမင်းကြီးသည်မြမတမိုင်းတွင်အကြီးကျယ်ဆုံးသောဘုရင်တစ်ပါးအဖြစ်ယနေ့တိုင်မော်ကွန်းထိုးလက်ရှိနေပါတယ်။